ကျမရဲ့ယောက်ျားမမျော်လင့်ပဲထီဆူကြီးရွမ်တန်း80ပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့သူကကဲပြီးတာနဲ့ချက်ချင်းဆိုသလိုကျမကိုကွာရှင်းဖို့ပြောလာခဲ့ပါတယ်။ကျမကလည်းဘာမှမငြင်းမဲသဘောတူလိုက်ပြီးအထုပ်ပိုးတွေပြင်ကကြီးလက်ကအိမ်ကိုတန်းပြန်ခဲ့ပါတော့တယ်။နေမုံတိုင်းကဘာပြက်ကက်ကြီးဆိုင်းရောက်လာတဲ့ခါမှာတော့ကျမဟာရွာကိုပိုင်ဗီလာလေးထဲမှာအေးအေးလူလူဟော့ပေါ့ဆိုင်ရှာရှာပပငိမ့်ချမှုနဲ့တွေးထွေးမှုခံစားနေရပါတယ်။တစ်ဖက်မှာတော့ကျမရဲ့ခင်မိုးဟောင်းနဲ့စိတ်ပုတ်တဲ့သူ့ရဲ့အငယ်နောက်မှာအယိုးခက်ရောက်အေးတဲ့အေးတန်အောက်မှာရှီကိန်းလုံးကြီးတွေဖြစ်ပြောင်းလဲသွားခဲ့ရပါပြီ။မထင်မှတ်ထားပဲကျမတကယ်ကြီးပြန်လဲဝေးဖွားလာခဲ့ပါတယ်။ယောက်ျားဖြစ်သူကကျမကိုခွာရှင်းဖို့အတင်းချက်ပြောနေတဲ့အဲ့ဒီနေ့ကိုပြန်ရောက်သွားတာပဲ။အရှင်ဘဝကသူပစင်ကိုကန်ပြီးကျမကိုရဲရဲဆက်ဆက်ခုတ်တက်ခဲ့တဲ့မြင်ကွင်းတွေဟာအုံနောက်ထဲမှာရုပ်ရှင်တကားလို့တရေဆက်ပြန်လဲမြင်အောင်လာပါတယ်။ကျမဟာမုန်တီးစိတ်တွေကိုအတင်းချက်ထိန်းချုပ်ပြီးသူနဲ့ခွာရှင်းဖို့ချက်ချင်းသဘောတူလိုက်ပါတယ်။ကျန်းတေဆိုင်ဟာကျမဒီလောက်လွယ်ကူကူသဘောတူလိမ့်မယ်လို့အရှုံတိုင်းအောင်အံ့အားသင့်သွားပြီ။မင်းတကယ်ကြီးငါနဲ့ကွာရှင်မို့သဘောတူတာလားမင်းဘာကွက်တွေစင်နေတာလဲလို့မေးလာပါတယ်ကျမဒီဆွဲကိုကြည့်လိုက်တော့ဒီကပ်ဘေးကြီးဆက်ရောက်ဖို့9ရက်ပဲလိုပါတော့တယ်အချိန်ကသိပ်မရှိတော့ပါဘူးကျမချက်ချင်းပဲကိစ္စတွေကိုအမြင်လုပ်မယ်အခုပဲတရားရေးရာရုံးကိုသွားကြမယ်လို့ပြောလိုက်ပါတယ်လမ်းတစ်လျှောက်လုံးမှာကျန်းတေရှိုက်ရဲ့ကျင်းတဲ့မျက်နှာနဲ့ဖုံးမရဖိမရဖြစ်နေတဲ့ပါဇက်ကအပြုံးကိုကြည့်ပြီးသူ့ကိုအခုချက်ချင်းပဲတက်ပြစ်ချင်တဲ့စိတ်ကိုအတော်မသက်ထိန်းချုပ်နေရပါတယ်အရှင်ဘဝကစာလောင်မှုသိပ်ပြီးအေးစိတ်နေတဲ့အချိန်မှာသူဟာပစိန်ကိုယူပြီးကျမရဲ့ဦးကောင်းခွန်အားနဲ့ခုတ်ချခဲ့တာပါ။အဲ့ဒီနာကျင်မှုတွေကအခုထိအုံနောက်ထဲမှာကြန့်ရှိနေသေးတော့မှပဲ။ဒီဘဝမှာတော့သူ့ကိုအကျွေးတွေအကုန်ပြန်ဆက်ခိုင်းရမယ်။ပိုင်ဆိုင်မှုခွဲဝေတဲ့အခါမှာကျမအိမ်မှာရှိတဲ့စုဆောင်းငွေအားလုံးဖြစ်တဲ့ရွှဲ2သိန်းနဲ့ကားတစ်စီးပဲယူခဲ့ပါတယ်။ကျန်းတင်ရှိုက်ကချက်ချင်းသဘောတူပြီးအဆောင်ပန်းဆောင်ပြုံးပြရင်ကြည်စဲငါမင်းပေါ်ဘလောက်ကောင်းလဲ။ငါအဝိတထေကိုတစ်ခုနဲ့ထွက်သွားပြီးတာနော်လို့မဟုတ်မဟက်တွေပြောနေပါသေးတယ်။ကျမကတော့သူ့ကိုလှောင်ပြုံးပြီးအမှန်တရားကိုမဖော်ထုတ်ခဲ့ပါဘူး။အိမ်ကိုရှင်းအတွက်ခြံထားပေးတာမဟုတ်လားလို့ပဲမေးလိုက်ပါတယ်။အိမ်ကိုမင်းကိုပေးလိုက်တာလည်းရပါတယ်လို့သူကရရက်ရော်ပြောလာပါတယ်။ဒါကသူတကယ်ရရိုးတာမဟုတ်ပါဘူး။ကျမအခုထိဘာမှမသိသေးဘူးလို့သူကထင်နေတာပါ။သူထီပေါက်ထားတာကိုကျမသိနေပြီဆိုတော့သူမသိပါဘူး။သူကစုငွေမထုတ်ခင်မှကျမကိုအမြဲနှင်ထုတ်ပြီးပတ်စံတွေကိုတယောက်တည်းဝါချင်နေတာပါ။အရှင်ဘဝကကျမတိတ်ကိုရိုးရလွန်ခဲ့ပါတယ်။ဒီအိမ်တော်ကြီးကိုဆက်ထိန်ထားလို့ရအောင်မလားလို့တော့တွေးခဲ့မိပါသေးတယ်။သူကသူ့ရဲ့လှုပ်ဖို့ကင်ပဲအမျိုးသမီးဟဲ့အားဖွားကိုအိမ်ခေါ်လာတဲ့အချိန်ကြမှာပဲကျမအိမ်မက်ကနိုးလာခဲ့တာပါကျမကိုချင်းလာကြည့်ရဲ့လို့ပါဇက်ကပြောခဲ့တဲ့ခင်မွန်ကောင်းဟာတကယ်တော့တခြားမိန်းမနဲ့ဖောက်ပြန်နေခဲ့တာကြာပါပြီအဲဒီနောက်သိမကြခင်မှာပဲကပ်ဘေးကရောက်လာခဲ့ပါတယ်နင်းမုံတိုင်းတွေတရက်ဆက်ကျလာပါတယ်ကျမတို့3ယောက်ဟာအိမ်တစ်လုံးထဲမှာပိတ်မိနေခဲ့ပါတယ်ရိတ်ကာတွေနေလာတဲ့အခါမှာသူတို့2ယောက်ဟာကျမကိုအေးစိတ်နေတဲ့အပြင်ဘက်ကိုထွက်ပြီးစားစရာရှာခိုင်းရုံနဲ့မကပဲစားစရာနဲ့လဲလှယ်ဖို့အတွက်အိမ်ချက်မြေဝန်ဆောင်မှုအာနာရှင်ကြီးဝန်ထမ်းပါနဲ့အိတ်ခံမှုတီအတင်းကျပ်လုပ်ခဲ့ကြပါတယ်အရှင်ဘဝကကျမတည်ရင်သေးပါစီဒါကိုလက်မခံခဲ့ပါဘူးအဲ့လိုငင်းခုံရင်နဲ့ကျန်းထဲရှိုက်ဟာမိနာပစိန်ကိုယူပြီးကျမကိုရိုက်သက်ခဲ့တာပါတတိပြန်ဝင်လာတဲ့အချိန်မှာတော့ကျမသူ့ကိုအိမ်မလို့ချင်တော့ဘူးလို့ပြောလိုက်ပါတယ်ကမ္ဘာပြက်ကတ်ထဲမှာမြို့ပေါ်ကတိုက်ခန်းတွေဟာဘာမှအသုံးမဝင်တဲ့ပြင်အိမ်နီးနားချင်းတွေရဲ့တိုက်ခိုက်လူရဲမှုခံရမယ်ပြစ်မဲ့ကြီးတွေဖြစ်လာမှာဒီတဘဝမှာတော့အဲ့ဒီအိမ်ဟာခင်မုန်းဟောင်းအတွက်ခေါင်းတလားဖြစ်စေရမယ်ကွာရှင်းစာချုပ်တင်မိတာနဲ့ကျမချက်ချင်းပဲအိမ်ပြန်ပြီးအထုပ်ပိုးတွေတိန်းတော့ပါတယ်တိန်းလို့တဝက်လောက်မှကျန်းထဲရွှဲပြန်ရောက်လာပါတယ်ဟုံးမရတဲ့သူ့ရဲ့အပြုံးကိုကြည့်ပြီးသူစုငွေတွေရပြီဆိုတာကျမခံမှန်းမိပါတယ်ဒါပေမဲ့ကျမသူ့ကိုအဖက်တောင်မလုပ်ပဲအဝတ်အစားတွေအထူးသဖြင့်ဂွန်းထူထူစောင်းနေဝတ်အဝတ်အစားတွေကိုဆက်သိမ်းနေခဲ့ပါတယ်ကျန်းထဲရွှဲကလည်းနွေရာသီဝတ်အဝတ်အစားတချို့ပဲအလွယ်တကူသိမ်းပြီးလက်ဝဲရံပြတယ်သွားပြီနော်ဇနီးဟောင်းရေမင်းရဲ့အမိုက်ထုတ်တွေကိုယူပြီးမင်းတို့ကြီးလိုက်ရွာအောင်မြင်မြင်လစ်တော့ငါတော့အပြင်ကိုရှောက်လေတော့မယ်တဲ့အရှင်ဘုံကအတိုင်းပဲသူကအငယ်နောက်မှဟဲ့အောင်ဝါနဲ့တူစင်ကာပူကိုအားလေးရက်သွားလေကြပါတယ်သူတို့ပြန်ရောက်တဲ့အချိန်ဟာအေးလွန်ခဲ့တဲ့ရာသီဥတုစတင်တဲ့အချိန်နဲ့အကွက်ကြကြတိုးလာပါပဲအိမ်ထဲဝင်လာတာနဲ့ကျမကြီးကအင်ကြီးထူထူတွေနဲ့စောင်းတွေကိုလူယူကြအောင်ပါကျန်းထဲရှိုက်ထွက်သွားတာနဲ့ကျမတအိမ်လုံးကိုငွေနှောက်ရှာပါတော့တယ်ကျမရဲ့စောင်းတွေဝင့်အင်ကြီးတွေအကုန်လုံးထုတ်ပိုးပြီးကျမအဖေဝတ်ဖို့ယူသွားတယ်ဂုံးဆောင်စိတ်တယ်ဒါရီကကျမရဲ့အိမ်တော်ပဲလက်ဆောင်တွေပဲအကုန်ယူရမယ်အသားကြောက်တွေဝက်ဝူချောင်းတွေဒါရီကကျမအမေလုပ်ပေးထားတာတွေအကုန်ယူရမယ်မိဖို့ချောင်ရှိကဖြတ်သွားတဲ့အခါအရှင်ဘုံကကျမရဲ့အသက်ကိုနှုတ်ယူခဲ့တဲ့ရိုးရိုးအယိုးခုတ်ပစင်ကိုမြင်လိုက်ရပါတယ်ကျမခဏလောက်ငေးကြည့်နေပြီးနောက်အဲ့ဒီပစင်ကိုယူပြီးဇွဲပေါ်တင်ထားလိုက်ပါတယ်နောက်ဆုံးမှာတော့ဘာမှမပြောင်းလဲဘူးလို့ထင်ရပေမဲ့တကယ်တော့အနှစ်သာရတွေမရှိတော့တဲ့အိမ်ကြီးကိုဝေးကြည့်လိုက်ပါတယ်ကျမနေရအနက်မှာလှုပ်ဝဲကင်မရာတွေတက်ဆင်ခဲ့ပါတယ်ဒါမှကျန်းထဲရှာရဲ့လှုပ်ရှားမှုကိုအမြဲစောင့်ကြည့်နိုင်ပါလေအားလုံးပြီးတာနဲ့ကျမအထုပ်ပိုးတွေတဲပြီးမြို့ပြည်ကကြီးလက်အိမ်ကိုတညလုံးကောင်းကောင်းပြန်ခဲ့ပါတယ်အဖေနဲ့အမေကိုမြင်လိုက်ရတာနဲ့ကျမမျက်ရည်တွေပိုပိုပေါက်ကျလာပါတော့တယ်အရှင်ဘဝကမီးတွေပြက်အင်တာနက်တွေပြက်သွားတော့
သူတို့နဲ့နောက်ဆုံးချိန်ဆက်သွယ်ခွင့်တော့မရခဲ့ပါဘူး။သူတို့ဒီကပ်ဘေးကြီးကိုကြော်ဖြတ်နိုင်ရဲ့လားဆိုတာကိုလည်းမသိခဲ့ရပါဘူး။ကျမငိုနေတာမြင်တော့အဖေနဲ့မေကထိတ်လန့်သွားပြီးဘာဖြစ်တာလဲလို့တရက်ဆက်မေးကြပါတယ်။ကျမခဏလောက်တွန့်ဆုတ်နေပြီးမှဖြစ်သမျှအကြောင်းစုံကိုပြောပြလိုက်ပါတယ်။ကမ္ဘာပြည့်ကဲနဲ့ပြင်လဲမွေးဖွားလာတဲ့အကြောင်းတွေအကုန်လုံးပေါ့။အမေကကျမကိုတနာလို့မျက်ရည်တွေကျနေပြီးအဖေကတော့ဒေါသထွက်ကစမ်းထင်ရှိုက်ဒီကောင်စုပ်ကတကယ်ကိုလူမဟုတ်တဲ့ကောင်ပဲလို့ဆဲဆိုပါတော့တယ်။အဖေအခုအဲ့ဒါတွေပြောနေရမယ့်အချိန်မဟုတ်ဘူး။အိမ်ကိုအမြန်ပြုတ်ပြင်ပြီးရိတ်ခါတွေစုရမယ်လို့ကျမပြောလိုက်ပါတယ်။အဖေကချက်ချင်းပဲရတယ်သမီးပြောတဲ့အတိုင်းအဖေတို့လုပ်မယ်လို့ပြန်ပြေးပါတယ်။ကျမကတွန့်ဆုတ်စွာနဲ့အဖေတို့တကယ်ကြီးပြန်လဲမွေးဖွားလာတယ်ဆိုတာကိုရှုံးတာလား။ကျမစိတ်ထိကပ်ပြီးယူးကြောင်ကြောင်ပြောနေရလို့မထင်ဘူးလားလို့မေးလိုက်ပါတယ်။အမေကကျမလက်ကိုစုပ်ကန်ပြီးအမှန်ပဲဖြစ်ဖြစ်အမှားပဲဖြစ်ဖြစ်သမီးလေးပြောရင်ပြီးတာပဲ။သမီးပါလှုပ်ချင်တာလို့အဖေနဲ့မေကသမီးပြေးမှာအမြဲရှိနေမယ်လို့ချော့မော့ပြောပါတယ်။ကျမပြုံးပြီးခေါင်းကြီးပြလိုက်ပါတယ်။ဒါတော့မဲ့နှင်းမုန်တိုင်းတန်ကိုခံနိုင်မှုဒုတိယနေ့မနက်မှာပဲအိမ်ကိုအကြီးစားပြုတ်ပြင်မှုအင်ဂျင်နီယာအဖွဲ့ကိုခေါ်လိုက်ပါတယ်။အိမ်တစ်လုံးလုံးကြန့်ခံအောင်နဲ့အေးတန်ခံနိုင်အောင်အလွှာနှစ်ထပ်လုံးလိုက်ပါတယ်။ပရင်းပေါက်တွေကိုသုံးလွှာပါတဲ့အခိုင်အမာဆုံးမှန်တွေနဲ့လဲပြီးအပြင်ဘက်မှာလည်းလျှက်စစ်စီးနေတဲ့တခိုးကာတန့်စကားတွေတက်လိုက်ပါတယ်။အိမ်ခေါင်မိုးပေါ်မှာတော့ကြီးမားတဲ့ဆူလာပြား၃ပြားတက်ဆင်ခဲ့ပါတယ်။အိမ်မှာမူလကလေးကမီးလင်းပူရှိပြီးသားမို့လို့လောင်စာတောက်သုံးအပူပေးဆက်နှလုံးပဲထပ်ဝယ်လိုက်ရင်လုံလောက်ပါပြီ။လောင်စာတောက်အိပ်ပေါင်းဒါဇင်နဲ့ချီပြီးဝယ်ထားတယ်။ဒါမှဓငွေပြက်သွားရင်တော့ရင်းချက်တာရင်နှွေးကြူတာလုံနိုင်မှာပါ။အဖေကလည်းစတီးကြီးလောက်ကအကြီးစားတွေကိုတီးသက်အနံထားတဲ့အတွက်တောက်ရည်ပြဿနာလည်းပြည်လေသွားပြီ။အဲဒီနောက်မှာတော့ကျမတို့တွေလူခွဲပြီးလှုပ်ရှားကြပါတယ်။အဖေကအနီးနားဈေးကိုသွားပြီးလက်လက်ဆက်ဆက်သက်ထားတဲ့အသားတွေကိုသွားဝယ်ပါတယ်။အမေကတော့အိမ်မှာပဲခြံထဲကတီးနှံတွေကိုလိုက်ခူးပါတယ်။ကျမကတော့စူပါမားကတ်ကိုသွားပြီးနေ့စဉ်သုံးပစ္စည်းတွေအသင့်စားအစားအစာတွေကိုသွားဝယ်ပါတယ်။စူပါမားကတ်ရောက်တော့ချက်တောင်ဆောင်တွေလျှက်စစ်ဆောင်တွေအနွေးတွေကိုအရင်ဝယ်ပါတယ်။အဲဒီနောက်မှာတကူရီသုံးပစ္စည်းတွေတစ်ရှူးတွေနားစင်သုံးဂုံးထုတ်တွေကိုဝယ်လိုက်ပါတယ်။အသင့်စားအစားအစာတွေကိုလည်းအများကြီးယူခဲ့ပါတယ်။တကယ်လို့မီးမွေးလို့မရတဲ့အခြေအနေရောက်ရင်ဒါတွေကဗိုက်ဖြစ်ပေးမှာပါ။ကျမခံမှန်းချက်ရနှီးမုန်တိုင်းကြော်သွားရင်တော့ရာသီဥတုကတော်တော်ကြာအောင်အိမ်နေအောင်ပါပါ။ဒါကြောင့်ဒီမကောင်းဖြစ်မှာကိုကျွတ်တင်ကာဝယ်ဖို့ဈေးဆိုင်ကိုသွားပြီးအရေးပေါ်ဈေးဝါးတွေကိုလည်းဝယ်ခဲ့ပါတယ်။အိမ်ပြန်ရောက်တော့အဖေကအသားတစ်တာအကြီးကြီးတွေကိုတိတ်လာတာတွေ့ရပါတယ်။အသားတွေကိုတိတ်ဆဲဖို့ရေခဲတစ်တာတွေထည့်တဲ့အခါတစ်ခုလုံးကတော့အပြည့်ဖြစ်နေပြီ။အဲ့ဒီထဲမှာရေခဲမှုအရသာစုံတွေရှိနေလို့ပါ။အမေကဘေးကနေနင်းဖေကတော့နင့်ကိုအလိုလိုက်လုံးနေ။နင်ရေခဲမှုစားချင်နေမှစိုးလို့ဆိုပြီးတီးတက်နေဝင်လာတာ။ငါတော့ပြောသားပဲမိန်းကလေးတွေရေခဲမှုတိတ်မစားသင့်ဘူး။ပြီးတော့နင်ပြောတဲ့ရာသီဥတုကြီးကအေးလာအောင်မှဆိုတော့ပိုတော်မစားသင့်သေးတယ်လို့တွတ်တွတ်ပြောနေပါတယ်။အမေပြောနေတာတွေကိုကျမစိတ်မပြတ်တဲ့အပြင်ရှင်ထဲမှာပိုပြီးနှွေးထွေးမှုကိုခံစားလိုက်ရပါတယ်။အိမ်ကပစ္စည်းတွေကိုစစ်ဆေးတဲ့အခါမှာဝက်သားအမဲသားစိတ်သားကြက်ပဲအသားတွေပြင်အယိုးတွေငါးတွေနဲ့ပစိုးတွေအများကြီးရှိနေပါတယ်။ဒါကြောင့်ကျမတို့အသားတွေသိမ့်မှုဂူတန်ရောင်းဝယ်ရေးသုံးရေခဲတစ်တာအကြီးစားတွေကိုတော့ထပ်ကားလိုက်ရပါတယ်။နှင်းမုန်တိုင်းကျရင်တဘာဝတိုင်းအေးမှဆိုပေမဲ့ကပ်ဘေးမြောက်ခင်ရက်ပိုင်းမှာတော့ရေခဲတစ်တာတွေလိုအပ်တာပေါ့။ကျမတို့ကလူသူဝေးတဲ့နေရာမှာဆိုတော့ဘသူမျက်စိမှလည်းမနောက်ဘူး။အမေကတော့ပစ္စည်းတွေအများကြီးကိုကြည့်ပြီးစိတ်ပူနေပြန်ပါတယ်။အသားတွေကတော့အေးခံထားလို့ရပေမဲ့ခရမ်းချင်သီးတို့ကြာဆွဲတို့လိုဟင်းသီးဟင်းရွက်တွေကအေးရင်ပုတ်ကုန်မှာဘယ်လိုလုပ်ရပါမလဲလို့အမေကညည်းပါတယ်။ကျမကစိတ်ကူးရပြီးအမေကျမတို့နှစ်သိကူတော့ကလုံးလှုပ်ထားရအောင်လေ။ဒါရီကိုကြော်ထားလို့ရတယ်လို့ပြောလိုက်ပါတယ်။အမေကဝမ်းသာသွားပြီးသမီးကတော်လိုက်တာဆိုပြီးမိဖို့ပေါ်စီအိုတင်ကခရမ်းသီးစာရီမုံလာအုပ်လုံးကြော်တွေကိုတပြန်းပြန်းကြော်ပါတော့တယ်။အဖေကတော့အဲ့ဒီချိန်မှာစီစားငရုတ်ချက်သွန်နဲ့စံကြုံတွေကိုကားတစ်စီးပြည့်ထပ်တိုက်လာပါတယ်။အသေးဆက်ဆက်ကြော်ထားတဲ့အသားတွေကအပြင်ဘက်မှာကျွတ်ပြီးအတွင်းမှာနူးဣနေပြီးဝေးကြိုင်နေတာပဲ။အမေကကျမကိုအမြန်မြည်ကြည့်ခိုင်းပါတယ်။ကျမတခုယူပြီးအပူမှုတ်ကမြည်ကြည့်လိုက်တော့ငယ်ဘဝကိုပြန်ရောက်သွားသလိုခံစားလိုက်ရပါတယ်။အားတဲ့ချိန်မှာဖုန်းဖွင့်ပြီးအပြင်လောကကြီးကိုကြည့်လိုက်ပါတယ်။လိုင်းပေါ်မှာကျန်းတယ်ရှိုက်ကဟဲ့အားဝါနဲ့ပါချင်းအပင်ရိုက်ထားတဲ့ဓာတ်ပုံတင်ထားတာတွေ့လိုက်ရပါတယ်။သူတို့10ယောက်မှပြုံနေကြတာပဲ။ကျမကတော့လှောင်ပြီးလိုက်တစ်ခုပေးလိုက်ပါတယ်။သူတို့ရဲ့နောက်ဆုံးပျော်ရွှင်မှုကိုသာအပြည့်အဝခန်းစားထားကြဖို့။ဒါပေမဲ့ဒုတိယနေ့မှာပဲရာသီဥတုကရုတ်တရက်ပြောင်းလဲသွားပါတယ်။မူလကတာယာနေတဲ့ရာသီဥတုကနေအပူချိန်60ဒီဂရီထိထိုးတက်သွားပြီးတနိုင်ငံလုံးပူလွန်းလို့ညှဉ်းညူနေကြပါတယ်။ကပ်ဘေးကတကယ်ကြီးရောက်လာတော့မှာပါ။အရွယ်ဘဝကမှတ်ညံရဒီလိုအပူလွန်ကဲမှုက2ရက်ကြာပြီးနောက်တတိယမြောက်နေ့နေ့လယ်မှာလေပြင်းတွေတိုက်ခတ်ကအပူချိန်ကရုတ်တရက်ထိုးကျသွားပြီးနှင်းမုန်တိုင်းတွေကျလာတော့မှာပါ။ကျမတို့လူမှုကွန်ရက်က post တွေအောက်မှာရာသီဥတုကထူးခြားနေလို့ရိတ်ခါတွေစုထားကြဖို့တတိပေးခဲ့ပါတယ်
ဒါပေမဲ့ပြန်ရတာလောင်ပြောင်တန်နေပါပဲဒီလောက်ပူနေတာဘာရိတ်ခါစုရမှာလဲယူနေရလားရိတ်ခါတွေရောင်းချင်လို့လိန်နေရလားကဘာပြက်ဝတ္ထုတွေဖက်ပြီးကြောင်သွားတာလားစသဖြင့်ပေါ့ကျမလည်းဆက်မပြောတော့ပါဘူးဘသူမှရှုံမှာမဟုတ်ဘူးလေနားထောင်နေသူရှိရင်တော့အကောင်းဆုံးပေါ့အချိန်တွေကုန်လွန်သွားပြီးတနေ့မှာတော့ဖုန်းထဲကကင်မရာအသိပေးချက်တက်လာပါတယ်ဇန်းထေရှာရဲ့အိမ်ကိုလူရောက်လာပါပြီကြည့်လိုက်တော့သူနဲ့ဟဲ့အားဝါတို့ပြန်ရောက်လာကြတာပါအရှင်ဘဝအထက်တရက်စောပါတယ်သူတို့ဘာကြောင့်စောပြန်လာတာလဲမသိပေမဲ့ကင်မရာထဲမှာတော့သူတို့ပုံမှန်ပါပဲအဝတ်စားပပလေးတွေဝတ်ပြီးပူလုံးနဲ့ရာသီဥတုကိုဆဲဆူနေကြပါတယ်ပြီးတော့ဒလီမာထားတာစားပြီးအိပ်ပျော်သွားကြပါတယ်သူတို့မသိတာကတော့နိုးလာတဲ့အခါမှာကဘာကြီးကပြောင်းလဲသွားတော့မယ်ဆိုတာပဲအေဘီလာရှင်ရဲ့ညနေပိုင်းမှာမိမုံနိုင်ကအချိန်ကရောက်လာပါတယ်ကျမပရင်းပေါက်ကနေနှင်းတွေကျလာတာကိုကြည့်ပြီးအားလုံးကြိုတင်ပြင်ဆင်ထားနိုင်တာကိုကျေးဇူးတင်မိပါတယ်လက်ထင်ကရွှေနဲ့သိန်းအကုန်သုံးပြီးဝင်ထားတဲ့ရိတ်ခါတွေကမိသားစုတစ်စုလုံးအချိန်အတော်ကြာစားဖို့လုံလောက်ပါတယ်အင်တာနက်ပေါ်မှာလူတွေကညှဉ်းညူနေကြပါပြီတချို့တော့ဘသူတွေမတရားခင်ရလို့ဒီလောက်နှင်းတွေကျနေတာလေလို့မေးနေကြပြီတချို့ကတော့တခုခုမားနေပြီဆိုတာသိလို့ရိတ်ခါစုဖို့တိုက်တွန်းနေကြပါပြီအထူးသဖြင့်ညနေဆောင်မှာနှင်းတွေကပို့ထူလာပြီးရက်မဲ့လက္ခဏာမရှိပါဘူးလူတွေတော်တော်များများကျောင်းလက်တကြားနဲ့အပြင်ထွက်ပြီးပစ္စည်းတွေဝယ်ကြပါတော့တယ်ကျန်းတယ်ရှိုက်တို့ကတော့အိမ်ယာထဲမှာကွေးနေတော့မှာပဲဟဲ့အားဝါကအကိုကျမတို့လည်းစားစရာတွေတောင်းဝယ်ရမလားလို့စိုးရိမ်တကြီးမေးပါတယ်ကျန်းတယ်ရှိုက်ကစိတ်မရှိစွာနဲ့အပြင်မှာအေးနေတာသွားကြည့်မိမမေးသွားပတ်စံရှိဘာမဆိုဖြစ်တယ်ဒလီခေါ်ခိုင်းလိုက်ပေါ့တဲ့နှစ်နာရီလောက်ကြာမှသူတို့မာရီပစ္စည်းတွေရောက်လာပါတယ်ကျန်းတယ်ရှိုက်ကပစ္စည်းပိုးတဲ့သူကိုနောက်ကျတယ်ဆိုပြီးဆဲနေပါသေးတယ်အပြင်မှာနင်းတွေကဒူးစီထင်မြုပ်နေပြီဆိုတာကိုသူမမြင်ပါဘူးသူတို့ဝယ်ထားတဲ့ပစ္စည်းတွေကိုကြည့်လိုက်တော့ထမင်းဘူးနှစ်ဘူးကလွယ်ဇန်နာတွေကမုတ်တင်နဲ့ပီယာတွေပါပဲကျမခေါင်းခါပြီးကင်မရာကိုပိတ်လိုက်ပါတယ်အောက်ထက်ကိုဆင်းသွားပြီးညစာဘာစားမလဲကြည့်တော့အဲခဲမှာဘယ်သူမှမရှိပါဘူးအိမ်ရှိတကားဝါရောက်မှအမေကအပြင်ကိုမြှုပ်ကြည့်နေတာတွေ့လိုက်ရပါတယ်အမေဘာဖြစ်လို့လဲဆိုတော့သမီးဖေသူအခုထိပြန်မလာသေးဘူးတဲ့ကျမရင်နဲ့ထိတ်ခဲသွားပြီးအဖေပဲသွားတာလေလို့မေးလိုက်ပါတယ်နေ့လေထမင်းစားပြီးတော့လေတိုက်လာတာမြင်တာနဲ့သမီးအဖိုးအိမ်ကိုသွားပြီးပစ္စည်းတချို့ယူမယ်ဆိုပြီးထွက်သွားတာတဲ့အဖိုးကဆုံးသွားတာကြာပြီဒါပေမဲ့အဲ့ဒီအိမ်အိုကြီးကကျမတို့မိသားစုရဲ့အမှတ်တရတွေရှိတဲ့နေရာပါအဖေကဒီလိုဘာဖြစ်မှန်းမသိတဲ့ကပ်ပေးကြီးမတိုင်ခင်အဲ့ဒီအိမ်ကိုနောက်ဆုံးတစ်ခါသွားကြည့်ချင်တာလည်းဖြစ်နိုင်ပါတယ်အပြင်မှာတော့နင်းတွေကတဖွာဖွာကျနေပြီးဘာမှမမြင်ရတော့ပါဘူးမိုးချုပ်သွားရင်ပိုဆိုးမယ်လမ်းပြောက်ကုန်နိုင်ပါတယ်ကျမစိတ်ပူလို့ချွေးတောင်ထွက်လာပါတယ်အဲ့ဒီချိန်မှာပဲအမေကဝမ်းသာအားရအော်လိုက်ပါတယ်ပြန်လာပြီသမီးဖေပြန်လာပြီဆိုတာနဲ့ကျမတကားဝါကိုပြေးသွားတော့အဖေကပစ္စည်းအိတ်ကြီးတွေတဲပြီးဘေးကင်းကင်းနဲ့ပြန်ရောက်လာတာတွေ့ရပါတယ်ကံကောင်းလို့ကားဘိန်းကိုတန်ကျိုးတွေပတ်ထားလို့ပေါ့မဟုတ်ရင်တော့အပြင်မှာပိတ်မိနေမှာတဲ့အမေကစိတ်တူတူနဲ့ဒီဖိုးကြီးကတော့သမီးနဲ့ငါ့ကိုစိတ်ပူအောင်လုပ်တယ်ဘာပစ္စည်းမို့လို့ဒီနေ့မှသွားယူရတာလေလို့ဆိုပါတယ်အဖေကရီကျဲကျဲနဲ့အိတ်ထဲကနေလေယာသုံးကရိယာတွေနဲ့လျှက်စင်းလွှာကိုထုတ်ပြပါတယ်ဒါတွေကနှင်းရှင်းတဲ့အခါလေးသုံးလို့ရတယ်လို့အရေးကြုံရင်လည်းအသက်ကေဖို့သုံးလို့ရတယ်တဲ့ပြီးတော့တောင်းတလုံးထုတ်ပြတယ်ဒါကသမီးအကြိုက်ဆုံးတဲ့သီးတွေလေအိမ်ရှိရအပင်ကတီးတာမှိတ်နေပြီဆိုတာနဲ့သမီးတွေ့ခူးလာတာတဲ့ကျမမျက်ရည်တွေဘလို့မှထိမ့်မရတော့ပဲကြလာပါတော့တယ်ညနဲ့လာလေနှင်းတွေကပိုကျလာလေပါပဲကျမတို့ကြိုတင်ပြင်ဆင်ထားပေမဲ့ဒီလိုချင်းနေမျိုးမှာအားလုံးကစိုးရိမ်နေကြတာပါပဲကံကောင်းတာကအမေကပူပူနွေ့နွေ့အမဲသားခောက်ဆွဲလုပ်ပြီးတော့အနက်မုံမွေးလေးနဲ့စားရင်စိုးရိမ်မှုတွေခဏပျောက်သွားပါတယ်ဘိုက်ဝါသွားတော့ကျန်းတင်ရှိုက်တို့ဘာဖြစ်နေလဲသိချင်လို့ဖုန်းကြည့်ဖို့လုပ်နေတော့မှပဲဖုန်းဝင်လာပါတယ်ကြည့်လိုက်တော့ကျန်းတင်ရှိုက်ပဲဖုန်းကန်လိုက်တာနဲ့သူ့ရဲ့ဒေါသတန်ကိုကြားလိုက်ရတယ်ဝါရှောင်ချင်းအိမ်ကအင်ကြီးထူထူတွေနဲ့စောင့်နေဘယ်ရောက်ကုန်တာလဲငါအေးလို့တေတော့မယ်ရှာလို့လည်းမတွေ့ဘူးမင်းဘယ်မှာဖွက်ထားခဲ့တာလဲတဲ့ကျမအေးအေးဆေးဆေးပဲစောင့်နေလားအဲ့ဒါတွေကကျမရဲ့အိမ်တော်ပဲလက်ဆောင်နေလေကျမတို့ကွာရှင်းပြီးပြီဆိုတော့ကျမယူသွားတာပေါ့မင်းညီဖို့လိုသေးလို့လားလို့ပြန်ပြောလိုက်ပါတယ်မင်းတကယ်လို့မဟုတ်ဘူးပဲစောင့်တထဲတော့တွက်ကက်နေရလားမင်းကတကယ်ကိုအမိုက်တွေနဲ့ပဲတန်တဲ့တောသူပဲလို့သူကဆဲပါတယ်ကျမကတော့သူ့အဆဲတွေကိုနားမထောင်တော့ပဲဖုန်းချလိုက်ပါတယ်ကင်မရာကိုကြည့်လိုက်တော့သူကဖုန်းတွေစက်တိုက်ထက်ခေါ်နေပြီးမရတော့မှဆဲဆူနေတာတွေ့လိုက်ရပါတယ်အဲ့နောက်သူကလေအေးပေးဆက်ရမို့ကိုယူပြီးထက်ဆဲပြန်ပါတယ်ဒီအဲကွန်အစုပ်ကပြက်နေရလားအပူဆုံးတင်ထားတာတော့အေးနေတော့မယ်ဘာမှအသုံးမကျဘူးလို့ဆဲဆူနေပါတယ်ဘာမှလုံးမရတဲ့ဆုံးသူကဆောင်ပါးလေးတစ်ထည်ကိုခြုံပြီးတုံတုံရည်ရည်နဲ့ကွေးနေပါတော့တယ်ဒုတိယနေ့မနက်မှာနေခဏတိတ်သွားတော့အစိုးရလမ်းတွေပေါ်ကနှင်းတွေကိုအမြန်ရှင်းပါတယ်ပြည်သူတွေလည်းဝိုင်းရှင်းကြပါတယ်လူတွေကတော့အေးလာကြီးရဲ့ဒီချားတဲ့အလုတ်သွားရကလေးချောင်းပိုးရနဲ့ဒုက္ခပဲလို့ညှိနေကြပါတယ်အားလုံးကနေမုံတိုင်းပြီးသွားပြီးထင်နေကြတာပါဒါ
အနားယူချိန်မှာနောက်ထပ်ပိုပြင်းထန်တဲ့နှင်းမုန်တိုင်းကလာအောင်ပါပါ။တချို့လူတွေကတော့တခုခုထူးခြားနေပြီဆိုတာသိလို့ထပ်ပြီးရိတ်ခါစုဖို့တိုက်တွန်းနေကြပါတယ်။ဒီတကတော့ကန့်ကွက်သူနေသွားပြီးလိုက်လို့သူတွေများလာပါတယ်။ကျမစိတ်အေးသွားပြီးဇက်တဲ့ရှိုက်တို့ကင်မရာကိုကြည့်လိုက်တော့သူနဲ့ဟဲ့အောင်းဝါတို့စောင့်ချုံပြီးရန်ဖြစ်နေကြတာတွေ့လိုက်ရပါတယ်။အခုဒလီကဘသူမှလက်မခံတော့အခုပဲအပြင်ထွက်ပြီးစားစရာတခုခုသွားဝယ်ပေးပါလားလို့ပြောလိုက်တော့အပြင်မှာအေးနေတာငါ့ကိုထွက်ခိုင်းတာလားမင်းဘက်ကမင်းဘာလို့မသွားတာလဲလို့ပြန်ပြောပါတယ်။အခုကလေကျမရဲ့ခန္ဓာကိုယ်လေးနဲ့အပြင်ထွက်နှင်းမြုပ်သွားမှာပေါ့အခုကရက်ဆက်လိုက်တာလို့ပြောလိုက်တော့မင်းဟုတ်ကရလားမပြောနဲ့ငါထွက်သွားရင်ရောနှင်းမမြုပ်ဘူးလားဘသူမှမသွားရင်လေဒီတိုင်းပဲစောင့်နေကြတော့တဲ့ဟဲ့အောင်းဝါလဲဘာမှဆက်မပြောရဲပဲစိတ်ကိုတင်းထားရရှာပါတယ်ရုတ်တရက်ကျမထွက်ဖို့မေးနေတဲ့အင်ချင်မြေဝန်ဆောင်မှုဂရုတွေကအားလုံးကိုတက်တွဲပြီးစာတက်လာပါတယ်ဝန်ဆောင်မှုအဖွဲ့ကရိတ်ခါတွေတောင်းဝယ်ပေးမလို့ဘသူတွေဘာလို့လဲလို့မေးတာပါလူတော်တော်များများတော့မလို့ချောင်းနဲ့ခုမှသာတောင်းဝယ်နိုင်ကြောင်းပြန်ဖြေကြပါတယ်ကျန်တဲ့သူတွေထဲမှာကျန်းထင်ရှိုက်တယောက်ပဲမျိုးလုံးတွေအရှောင်တောက်သွားပြီးပတ်စံကိုစီမံခန့်ခွဲရေးအဖွဲ့စီချက်ချင်းလွှဲပေးလိုက်တဲ့အပြင်လက်ဆောင်ငွေအကြီးကြီးတစ်ခုပါပို့လိုက်ပါသေးတယ်သူတို့ဝယ်တဲ့ပစ္စည်းတွေကသူ့အတွက်လည်းတစုတစည်းနဲ့ဝယ်ပေးဖို့တောင်းဆိုလိုက်တာပါထင်ထားတဲ့အတိုင်းမှာပဲငုံနေချိန်မတိုင်ခင်မှာနှင်းတွေကတဖွဲဖွဲပြန်ကျလာပြီးမင်းညာထက်တောင်အချိန်မလျှော့ပါဘူးအစိုးရချောင်းတွေလုပ်ငန်းခွင်တွေအရေးပေါ်ပိတ်ခိုင်းလိုက်ပြီးအားလုံးကိုအိမ်မှာပဲညီညီတက်တက်ဆောက်ဆိုင်မှုညွှန်ကြားလိုက်ပါတယ်အခုမှပဲလူတွေကကြောက်လန့်တကြားနဲ့စူပါမားကတ်တွေကိုပြေးပြီးရိတ်ခါတွေလူဝယ်ချပါတော့တယ်ကျန်းထင်ရှိုင်းနဲ့ဟဲအောင်းဝါကတော့အိမ်မှာပဲလှုပ်တောင်မလုပ်ပဲစီမံခန့်ခွဲရေးအဖွဲ့ကပစ္စည်းလာပို့ပြီးမှကိုမျောလင့်တကြီးစောင့်နေကြတော့မှဒါပေမဲ့ညရောက်တဲ့အထိစီမံခန့်ခွဲရေးဘက်ကဘာတမ်းမှထွက်မလာခဲ့ပါဘူးကျန်းထင်ရှိုင်းတယောက်လုံးဝမထိုင်နိုင်တော့ပဲအိမ်ယာဝင်းကလူတွေမှာအဲ့ဒီစီမံခန့်ခွဲရေးဝန်ထမ်းကိုအသေးအတန်မန်းရှင်းခေါ်ပြီးမေးတော့တာပါပဲဒါပေမဲ့ဘာပြန်စားမှမရခဲ့ပါဘူးကျမကအဲ့ဒီစီမံခန့်ခွဲရေးဝန်ထမ်းရဲ့ profile ပုံကိုအတော်တဆနှိမ့်မိသွားတဲ့အခါမှာတော့တကူလုံးတုံတက်သွားရပါတယ်သူကပြီးခဲ့တဲ့ဘဝတုန်းကကျန်းထင်ရှိုက်ကျမကိုအပျော်ပါလို့ဖို့ခိုင်းခဲ့တဲ့လူဝန်ထမ်းပါဖြစ်နေလို့ပါအရှင်ဘဝတုန်းကဝန်ထမ်းပါဟာစီမံခန့်ခွဲရေးရိတ်ကအမြောက်များကိုလဝက်ကြီးအုပ်ထားပြီးတဘာဝဘေးဒုက္ခကြောင့်မှမင်းမှုနေတဲ့လူမိုက်ကြီးဖြစ်ခဲ့တာပါဒီဘဝမှာတော့သူကကျန်းထင်ရှိုက်စီကရတဲ့ပစ္စည်းတွေကိုပြန်အန်ထုတ်ပေးလိုက်မယ်လို့မထင်ပါနဲ့နင်းတွေကရပ်ပေါင်းများစွာစက်တိုက်ကျလာပြီးအမြင့်3မီတာလောက်ထိဖုံးလွှမ်းသွားတယ်လို့အပူချိန်ကလည်းအနှုတ်80ဒီဂရီထိကျဆင်းသွားပါတယ်မိမိရဲ့အရသာရှိတဲ့ဟင်းလျာတွေကြောင့်စိတ်သက်သာရာရပေမဲ့ပြင်းကြီးစရာကောင်းတဲ့စောင့်ဆိုင်မှုတွေကြားမှာအချိန်တွေကတရွေ့ရွေ့ကုန်ဆုံးနေပါတယ်ဒါအောင်မြင်တဲ့ဖေဖေကဘယ်ကနေနှိုက်ထုတ်လိုက်မှမသိတဲ့ဟဲတုတ်တစ်ထုပ်ကိုယူလာပြီးကျမတို့ကြောင်ကားဖမ်းတဲ့ကစားနည်းအတူတူဆော့ဖို့ခေါ်ပါတယ်အိမ်ကန်းတွေကမီးပေါ်မှာမီးကအရှိန်ကောင်းကောင်းတောက်နေပြီးတအိမ်လုံးနှွေးထွေးနေတာပါပဲဖေဖေကလက်ဖက်ရည်ချမ်းကျူထားပြီးမမီကတော့မြေပဲဆန်လေးလှော်ပေးထားတယ်ကျမတို့စားရင်ကစားရင်ပေါ့ကျမကတော့တစ်ပလက်လေးထုတ်ပြီးနောက်ခံတေးဂီတာအဖြစ်ရှီဟောင်းတချင်းလေးတစ်ပုဒ်ဖွင့်ထားလိုက်ပါတယ်ကျမတို့မိသားစုတစုလုံးကတော့ပျော်ရွှင်စရာရှိတဲ့တွေချမ်းမှာနစ်မြုပ်နေပြီးအပြင်ဘက်ကရေခဲကဘာကြီးဆိုတော့လုံးဝမီးရော့နေကြတာပါဒါပေမဲ့ကျန်းတဲ့ရှိုက်တို့ဘက်မှာတော့နှစ်ယောက်သားစားလေးစားချမ်းလေးချမ်းနဲ့ကြံရှိနေတဲ့မုံလေးတစ်လုံးအတက်တောင်တယောက်နဲ့တယောက်အသေးလေးတပ်ပုတ်နေကြရရှာပါတယ်ဒီနေ့မှာတော့ကျမနေ့လည်ခင်းတရေအဝအိပ်ပြီးတဲ့နောက်စိတ်ကြည်လင်သွားအောင်ရေခဲမုတ်လေးတစ်ချောင်းထွက်ယူဖို့အလုံးပါပဲဝေးကြိုင်လာတဲ့အသားရည်နဲ့ကြီးကိုရလိုက်ပါတယ်ကြည့်လိုက်တော့မိမိကတိုးကြောယူဟော့ပေါ့ပြင်ထားတာပဲတိုးကြောယူအရသာအိဆက်ပြီးအယူကနေအသားလွတ်ထွက်သွားတဲ့အထိချက်ထားတာပါစပွဲပေါ်မှာလည်းဟော့ပေါ့တဲ့ထည့်စားဖို့အမေဆုံးရှိနေပါတယ်ကျမလည်းအချင်းဆက်ဆက်လေးနဲ့တို့ပြီးတော့အားရပါရစားလိုက်မိပါတယ်ဘာလို့ဆိုရုတ်တရက်ကြီးဟော့ပေါ့ချက်တာလေးလို့မေးလိုက်တဲ့အခါအမေကခဏလောက်တုံဆိုင်နေပြီးမှပြောပါတယ်သမီးအရှင်ဘဝဖြစ်ပျက်ခဲ့သမျှအမေပြန်တွေးမိတိုင်းစိတ်မကောင်းလို့အဲ့လိုတော့မရအောင်အဲ့တော့ကသမီးဘလောက်တောင်နာကျင်ခဲ့ရမလဲတဲ့ဖေဖေလည်းထမင်းစားတူကိုချလိုက်ပြီးအရက်တငုံတောက်လိုက်ပါတယ်အဖေနဲ့အမေကသမီးကိုကောင်းကောင်းမကာကွယ်ပေးနိုင်ခဲ့လို့ပါဒီဘဝမှာတော့အဖေတို့သမီးကိုအစပေါင်းများစွာပို့ပေးဆက်ပါမယ်သမီးဟော့ပေါ့စားကျင်တယ်လို့ညည်းနေတာမိမိကြားလို့အခုလိုစီစဉ်ပေးလိုက်တာတဲ့ကျမတောက်မခံနိုင်တော့ပဲမျက်ရည်တွေဝဲလာရပါတယ်မိဘတွေကကျမအတွက်စိုးရင်ပူပန်ပြီးကိုအပြစ်တင်နေတာကိုမြင်ရတော့ဇန်းထဲရှိုက်အပေါ်ထားတဲ့အမုန်းတရားတွေကအထုထဲကိုရောက်သွားပါတယ်ဒါနဲ့ပဲခုနကဟော့ပေါ့ဓာတ်ပုံတွေကိုပုံကိုးပုံတွဲပြီးတင်လိုက်ပါတယ်ဇန်းထဲရှိုက်တယောက်တည်းမြင်ရအောင်လေစက်တင်ချိန်ထားလိုက်ပါသေးတယ်ခဏနေတော့ဇန်းထဲရှိုက်စီကနေဗီဒီယိုကောတွေတောက်လျှောက်ဝင်လာပေမဲ့ကျမဖုန်းမကင်ခဲ့ပါဘူးအဲဒီနောက်ဖုန်းဆက်လာပြန်ပါတယ်ကန်လိုက်တာနဲ့တစ်ဖက်ကအော်တန်ကြီးထွက်လာတာပဲဝါရှောင်ချက်မင်းဘယ်မှာလဲမင်းဘယ်လိုလုပ်ဟော့ပေါ့စားနိုင်နေတာလဲတဲ့ကျမတော့အေးစစ်စစ်ပဲပြန်ပြောလိုက်တယ်ငါတို့လင်မယားကွဲပြီးပြီပဲငါပဲတော့နေနဲ့ဘာဆိုင်လဲဆိုတော့လေတော့မင်းမိဘအိမ်ကိုပြန်သွားတာမဟုတ်လားတဲ့ကျမအိမ်ကိုပြုပြင်မိုးမှန်ထားတဲ့နေရာလေးတစ်ခုဓာတ်ပုံရိုက်ပြီးပို့ပေးလိုက်ပါတယ်ဒါ
ငါအိမ်လိုနင်းထင်လားဆိုတော့ဝက်ကကျန်းထင်ဆိုင်တိတ်သွားပါတယ်လွန်ခဲ့တဲ့2 လတုန်းကသူကျမနဲ့တူမိဘအိမ်ကိုလိုက်ခဲ့ဘူးလားလေအခုလိုအသေးဆက်ဆက်ပြင်ဆင်ထားတဲ့အိမ်ပုံစံကအရင်ကရွာညီအိမ်အိုလေးနဲ့လုံးဝမတူတော့ဘူးလေခဏနေတော့သူ့လေတံပျော့သွားပါတယ်ရှောင်းချက်ငါမသွားပါတယ်ငါမင်းနဲ့ကွာရှင်းမှုပြောခဲ့တာခဏတော့စိတ်လွတ်သွားလို့ပါအခုငါနောက်တိုင်းရနေပါပြီမင်းဘက်မှလည်းပြောပါငါလာရှာမယ်လေဟုတ်ပြီလားတဲ့ဒီလောက်မြင်မြင်ဆက်ဆက်မျက်နှာပြောင်းလဲနိုင်တာကိုမြင်တော့ကျမလှောင်ရည်မိပါတယ်မိဘသားနေမဲ့အဆင်ပြေအောင်နေလိုက်ပါတော့လို့ပြောပြီးဖုန်းချပြစ်လိုက်ပါတယ် CCTV ကိုဖွင့်ကြည့်လိုက်တော့ကျန်းထေရှိုက်ကဖုန်းချသွားတာကိုမြင်ပြီးဘေးကကလက်ထံကိုပိတ်ကန်လိုက်ပါတယ်ပြီးတော့ဟဲ့အားဝါကိုအပြင်ထွက်ပြီးစားစရာသွားရှာခိုင်းပါတယ်ဟဲ့အားဝါကမလုပ်ပဲနေတော့ကျန်းထေရှိုက်ကသူမရဲ့စပင်းကိုဆွဲပြီးအိမ်တကားဝါတိသူတို့တိုက်ဆွဲထုတ်သွားပါတော့တယ်စားစရာရှောင်မတွေ့မချင်းပြန်မလာသေးတဲ့တနားရီလောက်ကြာတော့ဟဲ့အားဝါတယောက်စပင်းတွေဖယိုဖယဲအဝတ်စားတွေလည်းမတက်မရက်နဲ့မုံလုံးအိတ်တိတ်တယ်ပြီးပြန်လာပါတယ်ကျန်းထေရှိုက်ကချက်ချင်းလူယူပြီးအငဲမရဝါစားတော့တာပါပဲဟဲ့အားဝါကတော့ဘေးမှာတိတ်တိတ်လေးထမ်းပြီးမုံလုံးနှလုံးကိုပါဆက်တဲ့အတင်းထိုးထည့်နေပါတယ်ဘယ်နည်းရတောင်ကုန်သွားပြီလဲမသိဘူးနင်းတွေကတော့မပြတ်ကျနေတော့မှာပဲနင်းတူက3 ထပ်တိုက်ထိမြုပ်သွားပြီဖြစ်တယ်လို့အပူချိန်ကလည်းအနှုတ်120 ဒီဂရီထိကျဆင်းသွားပါပြီမီးပေါ်မှာမီးတွေဘလောက်ပဲတောက်နေပါစေအခန်းထဲမှာတော့အေးစိတ်စိတ်လေးတွေကတိုးဝင်နေတော့မှာပဲကျမတို့လည်းလျှက်စစ်ဆောင်တွေကိုဖွင့်အတွင်းကန်အနှွေးတွေရောအိမ်တွေအထူးစားဝတ်စုံတွေပါဝတ်ထားရပါတယ်လက်ဖက်ရည်ပူပူလေးကိုအမြဲတောက်နေမှပဲဒုက္ခတံကိုခံနိုင်ရရှိတော့တာပါအဲဒီနောက်မှာနောက်ထပ်သတင်းစိုးတစ်ခုထပ်ရောက်လာတယ်ဒါကတော့မီးပြတ်သွားပြီအင်တာနက်ပါလိုင်းကျသွားတာပါတော်သေးတာအရှင်ကလေးကဘက်ထရီတွေနဲ့မီးစက်တွေစုဆောင်းထားလို့အခုတော့အသုံးတည့်သွားတာပေါ့အဲ့ဒီအတော်အတွင်းမှာလူချိုးကကျမတို့အိမ်ရဲ့ပရင်းပေါက်ကိုလာခောက်ပြီးစားစရာတောင်းချပေမဲ့ကျမတို့လုံးဝဂရုမစိုက်ခဲ့ပါဘူးအချို့ကတကယ်ပဲတရားစရာကောင်းနေပေမဲ့အခုလိုကဘာပြက်ကတ်ထဲမှာတော့သစိမ်းကိုယုံကြည်လို့မရပါဘူးကိုမိဘကိုကာကွယ်ဖို့ကအရေးကြီးဆုံးပါပဲတကားနဲ့ပရင်းပေါက်အားလုံးမှာလျှက်စစ်စီးနေတဲ့တန်ပန်းတွေတက်ထားသလိုဖေဖေကအိမ်ပက်ပက်လေးမှာထောင်ချောက်တွေနဲ့တားရဲဖန်ကရိယာတွေထောင်ထားတာကြောင့်အိမ်ကလုံခြုံမှုအပြည့်ရှိနေပါတယ်ဒီနေ့မှာကျမ CCTV ကိုဖွင့်ကြည့်ပြီးကျန်းထေရှိုက်တို့အခြေအနေကိုစစ်ဆေးတဲ့အခါဟဲ့အားဝါတီကခိုးချောင်ခိုးဝက်နဲ့အပြင်ထွက်သွားတာကိုတွေ့လိုက်ရပါတယ်သူမဝမ်ချမ်းပါစီကိုသွားတာသိချနေတာပဲအရင်ကရခဲ့တဲ့စားစရာတွေကလည်းဝမ်ချမ်းပါနဲ့တခုခုလေးလေပြီးမှရခဲ့တာဖြစ်မှာပါဒါနဲ့ကျမကျန်းထေရှိုက်စီကိုဗီဒီယိုကောခေါ်လိုက်ပါတယ်ကျမစီကဖုန်းဆိုတော့သူအရင်စစ်လို့ရှာသွားပါတယ်ရှောင်းချက်ငါ့ကိုကူညီပါအောင်ငါငက်ပြီးတည်တော့မယ်တဲ့ဘာလဲနင်းရဲ့အချစ်တော်လေးကနင်းကိုကောင်းကောင်းမပြုစုဘူးလားဆိုတော့ရှောင်းချက်ငါဖောက်ပြန်နေတာကိုမင်းသိနေရလားမင်းဘယ်တော့သိသွားတာလဲတဲ့နင်တင်ထားတဲ့ post တွေကိုမေ့သွားပြီလားဆိုတော့ကျန်းထေရှိုက်ကခဏလောက်တိတ်သွားပြီးမှငါနောက်တခါဘယ်တော့မှမဖောက်ပြန်တော့ပါဘူးငါ့ကိုကူညီပါငါမင်းနဲ့ပဲတသက်လုံးအတူတူနေပါမယ်တဲ့ငါနဲ့ပြန်ပေါင်းမယ်ဟုတ်လားခွေးကတော့မစင်စားတာမရက်နိုင်ပါဘူးငါ့ကိုအယူများမှတ်နေလားဒါပေမဲ့လေလင်မယားဟောင်းနေပဲမို့နေငတ်တည်နေတာအောင်ငါမကြည့်ရပါဘူးလမ်းစာလေးတစ်ခုပေးမယ်နင်းရဲ့အချစ်တော်လေးကအခုနင်းအောက်ထက်မှာကောင်းကောင်းမွန်မွန်စားတော့နေတာနင်ဘာမှမသိသေးဘူးမဟုတ်လားနင်းကိုအသေးချစ်ပါတယ်ဆိုတဲ့သူကအရေးကြီးတဲ့အချိန်ကျတော့နင့်ကိုတတိယရေလာပြောပြီးတာနဲ့ကျမဗီဒီယိုကောကိုပိတ်လိုက်ပါတယ်ဒီလူရုပ်မာ2 ယောက်ကိုအချင်းချင်းနှိပ်စက်နေကြတာပဲကြည့်ရတော့မှာပါအရှင်ဘဝကျမရဲ့အနိဋ္ဌာယုံတည်ဆုံးမှုမှာဟဲ့အားဝါလေးတာဝန်ရှိတာပဲသူမကကျမရဲ့အဝတ်စားတွေကိုလူယူခဲ့ရုံနဲ့မကောင်းဇန်းထင်ဆိုင်နဲ့ပေါင်းပြီးကျမကိုရိုင်းနဲ့နှိပ်စက်ခဲ့တယ်ကျမကိုအပြင်ထွက်ပြီးရိတ်ခါရှာခိုင်းမှုဇန်းထင်ဆိုင်ကိုမြှောက်ပင့်ပေးခဲ့တယ်လို့ဝန်ထမ်းပါစီမှာကိုနေမီစားစရာလေးဖို့ဆိုတဲ့အကြံကိုလည်းသူမကိုယ်တိုင်ပေးခဲ့တာဒီဘဝမှာတော့သူမကိုသွေးကြီးပြန်ဆက်ခိုင်းရမယ်ခဏကြာတော့ကျန်းတင်ဆိုင်ကဟဲ့အားဝါကိုဒေါသတကြီးနဲ့ဆွဲခေါ်လာပြီးအေကန်နဲ့ရှောင်းလာတာကိုတွေ့လိုက်ရပါတယ်မင်းကတော့အပြင်မှာကောင်းကောင်းစားပြီးငါ့ကိုကြတော့လှည့်တော့မကြည့်ဘူးပေါ့ငါငက်တည်တော့မယ်လို့ပြောလိုက်တော့နေကဘာမှအသုံးမချတဲ့ကောင်စားကြရတော့ငါကရှာပေးနေရတာငါသာမရှိနေသေးတာကြပြီအခုမှလာပြီးငါ့ကိုရန်လို့ရဲတယ်ပေါ့လေလို့ပြောပြီးတော့2 ယောက်သားတပ်ပုတ်ကြပါလေရောတက်နေရင်နဲ့ဟဲ့အားဝါကဘေးကပစေကိုကောက်ကန်ပြီးကျန်းထေရှိုက်ရဲ့ခေါင်းအားနဲ့ပေါက်ထည့်လိုက်ပါတယ်စက်သိန်းကတော့ထင်ထားတဲ့အတိုင်းပါပဲကျမလည်းနောက် DCCTV ကိုကြည့်ဖို့မလိုတော့ဘူးလို့ထင်ပါတယ်ကိုအတွက်ကိုကူစားချေပေးလိုက်နိုင်ပြီလေတဘာဝဘေးဒုက္ခစတင်ကလေးကအခုဆိုရင်3 နှစ်တိတိရှိသွားပါပြီနေမုံနိုင်ရရောပါသွားမဲ့အလားလာလုံးဝမရှိပဲနေရအနှက်မှာငက်ပြက်ပြီးအေးခဲသေးဆုံးတဲ့သူတွေရှည်တွက်လို့မရအောင်ပါပဲဒီကပေးကြီးဘရောဆုံးမလဲဆိုတာမသိနိုင်ပေမဲ့ကျမတို့မိသားစု3 ယောက်ကတော့ညှော်လင်းချက်ကိုဘယ်တော့မှလည်းမလျှော့ပါဘူးကျမတို့ကကိုယ်နိုင်ငံကိုယုံကြည်ပြီးရေဦးရောက်လာမယ့်နေ့ရက်တွေကိုစိတ်ရှည်လက်ရှည်နဲ့စောင့်မျှော်နေမှာပါဒီဇလန်လေးတိုင်းနေတတ်တယ်ဆိုရင် comment မှာအသေးလေးပေးခဲ့ပါနော်
ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်